16မိုင်ကမန်ယူကိုနလန်မတူအောင်ဆုံးမပြီးချန်ပီယံလိဝင်ခွင့်အတွက်မျှော်လင့်ချက်ရှင်တန်ခဲ့တဲ့ချက်စီအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေ16မိုင်ကမန်ယူတင်းကတော့ချက်စီကိုဖျက်ဆီးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တူ Stamford Bridge ကိုလူစုံတက်ဆုံနဲ့ကြီးတက်ခဲ့ကြပြီမယ်တကယ်တမ်းမှာတော့ချက်စီတင်းရဲ့ဖျက်ဆီးခြင်းကိုရင်ဆိုင်ခဲ့ကြရပြီးအရှုံးရလဒ်နဲ့ထပ်ပြီးတော့ရင်ဆိုင်ခဲ့ရပါတယ်မန်ယူတင်းနဲ့ပရီးမီးယားလိမှာရှုံးပွဲကြုံတွေ့ခဲ့ကြတာဟာတိတ်တော့မထူးဆန်းတော့ပါဘူးအရှုံးနဲ့မန်ယူနဲ့ရှုံးဆိုတာဟိုကလေးကအသားကျပြီးသားအရာတစ်ခုလိုဖြစ်နေခဲ့ပြီးပရီးမီးယားလိမှာဆိုတော့ဖိုချားတစ်ကောင်လိုစွမ်းဆောင်ရည်တွေကိုပြသထားခဲ့ပါတယ်ယူရိုပါလိမှာတော့မန်ယူပီတာစွာပဲရလက်ကောင်းနေစွမ်းဆောင်ရည်ကောင်းတွေကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီးတော့ပရီးမီးယားလိမှာတော့မန်ယူတင်းဟာစုပ်ပြတ်တက်နေခဲ့တာမြင်တွေ့ခဲ့ရပါတယ်အမှတ်လို့ကြလားမန်ယူတင်းစီသွားဆိုပြီးပြောရလောက်အောင်ပဲမန်ယူတင်းဟာပရီးမီးယားလိမှာတော့ဝေတန္တရာမင်းကြီးတစ်ပါးလားစုံတွေ့သမျှအသင်းတိုင်းကိုရမှတ်တွေလူတန်းပေးနေတာပါအခုဆိုရင်ပရီးမီးယားလိကလပ်အသင်းတွေဟာမန်ယူတင်းနဲ့တွေ့ပြီးမန်ယူတင်းနဲ့ပဲကန်ကျင်တယ်ဆိုပြီးဖြစ်ကုန်ကြတဲ့ဒီမြင်တွေ့ခဲ့ရပါတယ်ဂျယ်စီတို့လည်းမန်ယူနဲ့တွေ့တာကံကောင်းတယ်လို့ပြောကြမှာပါဘယ်အသင်းနဲ့တွေ့ပရီးမီးယားလိမှာအမှတ်လူနေကြအသင်းနဲ့စုံတွေ့ခဲ့တဲ့အတွက်အင်ကွင်းမှာအနိုင်3မှတ်ကိုပိုင်ဆိုင်ခဲ့တာပါဂျယ်စီနဲ့စုံတွေ့ခဲ့တဲ့ပွဲစဉ်မှာမန်ယူတင်းဟာလည်းယူရိုပါလိပိုလိုပွဲကိုရှင်မြန်ကစားရဖို့ရှိပေမဲ့လည်းအနိုင်ကစားဖို့အတွက်ပြင်ဆင်လာခဲ့ကြတာမြင်တွေ့ခဲ့ရပါတယ်ပရီးမီးယားလိကလပ်အသင်းတွေနဲ့ဆိုရင်အင်ကွင်းလည်းရှုံးအဝေးကွင်းလည်းရှုံးဆိုသလိုအရှုံးစာတာပါနေခဲ့တဲ့မန်ယူဟာဂျယ်စီကိုလည်းဘလို့ကန်ရှုံးပြီးတော့ပြန်ခဲ့ကြရပါတယ်မန်ယူတင်းလိုရှုံးနေတဲ့ဇက်တိုက်ရင်မဆိုင်ရအောင်အပတ်စဉ်တီးကြတဲ့ခံမှန်းချက်တွေကိုသိရဖို့အတွက်ကျွန်တော်တို့ရဲ့ Golden Goal application ကိုလည်း Play Store မှာ download ရယူပြီးတစ်လကို9900ကျပ်လုံးနဲ့ VIP member ဖြစ်ဝင်ရောက်ကအကောင်းဆုံးပွဲစဉ်ခံမှန်းချက်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါပြီပရီးမီးယားလိသမိုင်းမှာ10ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ဆိုတဲ့မှတ်တမ်းဆိုးကိုမန်ယူတင်းဟာပိုင်ဆိုင်ခဲ့တာဖြစ်ပြီးနီးပြအမိုရင်းလက်ထက်မှာလည်းမန်ယူတင်းဟာမှတ်တမ်းဆိုးတွေနဲ့ဆက်ပြီးတော့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ဒါနဲ့ပဲလားဆိုရင်တော့မန်ယူတင်းဟာပရီးမီးယားလိမှာ2ပွဲဆက်နိုင်ပွဲမရတဲ့မှတ်တမ်းကိုလည်းပထမဆုံးချိန်ဖြစ်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီးတော့အရစ်ဒဟန်နဲ့ဆင်မပြေလို့ရိုဘယ်အမိုရင်းနဲ့အစားထိုးကမှမန်ယူတင်းဟာရလက်တွေပို့ပြီးတော့စိုးနေခဲ့တာမြင်ခဲ့ကြပါတယ်ရိုဘယ်အမိုရီဟာမန်ယူတင်းကိုယူရိုပါလိဖိုင်နယ်ရအောင်ပို့ဆောင်ထားခဲ့တယ်ဆိုပေမဲ့စူပလာအောင်မြင်မှုတော့ရယူနိုင်ခြင်းမရှိသေးတာမြင်တွေ့ခဲ့ရပြီးလက်ရှိချိန်ကနီးပြဟောင်းဖြစ်တဲ့အရစ်တဟန်လောက်တော့မှစွမ်းဆောင်ထားနိုင်ခြင်းမရှိသေးဘူးလို့ပဲဆိုရမှာပါအရစ်တဟန်ရဲ့မန်ယူတင်းနဲ့ပထမဆုံးဘောလုံးရာသီကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်နယ်သာလန်သားနီးပြဟာကာရာဖောင်းဖလားကိုရယူနိုင်ခဲ့တယ်လို့ပရီးမီးယားလိမှတ်ပေးစရာရဲ့အဆင့်3နေရာကိုပိုင်ဆိုင်နိုင်ခဲ့တဲ့အထိပို့ဆောင်ပေးထားနိုင်ခဲ့တာပါအဲဒီလိုနီးပြကောက်တယောက်ကိုမန်ယူတင်းဟာထုတ်ပေးခဲ့ကြပြီးရိုဘင်အမိုရင်းနဲ့အစားထိုးခဲ့ကအသင်းကိုပြန်လည်တိစောက်ဖို့ပြင်ဆင်ခဲ့ကြပေမဲ့မန်ယူတင်းဟာအရစ်တဟန်လက်ထက်ကလောက်တိုးတက်လာခြင်းမရှိဘဲနဲ့ကြာဆင်းသွားခဲ့တာကိုမြင်ခဲ့ကြပါတယ်ရိုဘင်အမိုရင်းလက်ထက်မှာလည်းမန်ယူတင်းဟာပရီးမီးယားလိ38ပွဲကစားပြီးချိန်မှာရမှတ်39မှတ်သာရရှိထားကြပြီးတော့ပရီးမီးယားလိဘောလုံးရာသီပြီးဆုံးမှုတပွဲသာလိုအပ်တော့တဲ့အချိန်မှာရမှတ်40တောင်ရပါမလားစိုးရိမ်စရာဖြစ်လာပါတယ်မန်ယူတင်းရဲ့ပရီးမီးယားလိတရားသီအတွင်းမှာအနည်းဆုံးရယူထားခဲ့ကြတဲ့ရမှတ်ကရမှတ်60ဖြစ်ပြီးအဆိုပါရမှတ်ကလည်းနီးပြအောင်အရစ်တဟန်လက်ထက်မှာပဲဖြစ်ပါတယ်ဒီနေ့ဘောလုံးရာသီမှာမန်ယူတင်းဟာရမှတ်40ရဖို့အရေးတော်မှာနောက်ဆုံးပွဲစဉ်ထိရုန်းကန်ရတော့မှာဖြစ်ပြီးသူတို့တွေကရမှတ်39မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်16နေရာမှာရပ်တည်ခဲ့ပါတယ်အဆိုပါအဆင့်ရပ်တည်မှုဟာမန်ယူလိုအသင်းကြီးတစ်သင်းအတွက်တော့အင်မတန်မှရှက်ဖို့ကောင်းတဲ့ရပ်တည်မှုပါမန်ယူဆိုတဲ့ဂုဏ်သိက္ခာတွေလည်းမြောင်းထဲကိုရောက်သွားခဲ့ပါတယ်ချယ်ဆီအတွက်တော့မန်ယူကိုနိုင်ယူခဲ့တဲ့အတွက်ချန်ပီယံလိဝင်ခွင့်တန်ရာအတွက်မျှော်လင့်ချက်တွေကဆက်ပြီးရှင်သန်ခဲ့ပြီးနောက်ဆုံးပွဲစဉ်မှာ Forest အသင်းကိုနိုင်ယူခဲ့ကြမယ်ဆိုရင်တော့လာမယ့်ရာသီချန်ပီယံလိမှာမြင်တွေ့ရမှာဖြစ်ပြီးမန်ယူတင်းကတော့ယူရိုပါလိဖလားရယူနိုင်မှသာချန်ပီယံလိပြိုင်ပွဲမြင်တွေ့ရမှာဖြစ်ပါတယ်တကယ်လို့များစပါးအသင်းကိုသာရှုံးနေခဲ့ကြမယ်ဆိုရင်တော့မန်ယူရဲ့ဘွားကမြောင်းနဲ့ရောက်ယူနေမဟုတ်ဘဲနဲ့အကောင်းနဲ့တန်းပြီးထည့်သွားရမယ့်ခြေတွေကိုရောက်ရှိခဲ့ရမှာဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် Golden goal, you've got the key. Predicted right, claim victory.